မင်္ဂလာပါ MPP ရဲ့ knowledge series ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငွေသားထုတ်လုပ်ခြင်းမှာရတဲ့အမြတ်စီးနှောရေးအကြောင်းမျှဝေပေးမှာဖြစ်ပါတယ်ကဲဆက်လိုက်ကြရအောင်တင်စဉ်းစားဘူးမလားအစိုးရကငွေအသစ်တွေထုတ်တဲ့အခါအမြတ်ရနိုင်တယ်ဆိုတာအဲ့ဒါကိုစီးနှောရေးလို့ခေါ်တယ်စီးနှောရေးဆိုတာကငွေအသစ်ထုတ်တဲ့အခါအမှန်တကယ်ကုန်ကျတဲ့သုံးစွဲငွေနဲ့ငွေတန်ဖိုးကြားကအမြတ်ငွေကိုပြောတာပါဥပမာနဲ့ရှင်းပြရမယ်ဆိုရင်အစိုးရက1000ကျပ်တန်ငွေတရွက်ထုတ်တယ်ဆိုပါစို့ထုတ်လုပ်မှုကုန်ကျစရိတ်က10ကျပ်ငွေတန်ဖိုးက1000ကျပ်ဒီအခြေအနေမှာစီးနှောရေးက990ကျပ်ဖြစ်ပါတယ်ဒီ990ကျပ်ကတော့အစိုးရရဲ့အမြတ်ဖြစ်ပြီးအစိုးရအတွက်ငွေထုတ်ခြင်းကရတဲ့ဝင်ငွေပါအစိုးရအနေနဲ့ငွေတစ်ထုတ်ဖို့အကြောင်းရင်းတွေကတစ်ခုကတော့ဒီစီးနှောရေးဝင်ငွေကိုရဖို့အတွက်ပဲဖြစ်ပါတယ်အဲ့ဒါအပြင်အကျွေးဆက်ဖို့ဗန္နာရေးခက်ခဲဖြစ်ဖို့စတဲ့အကြောင်းရင်းနဲ့ငွေတစ်ထုတ်ကြတတ်ပါတယ်အခုလိုဗဟုသုတရစရာတွေအမြဲမျှဝေပေးမှာဖြစ်လို့ MPP ကို follow လုပ်ထားပေးနော်